22K ကမြန်မာရွှေနဲ့ကြည့်ရင်နဲ့ဘယ်နဲ့ပဲနဲ့ညီမျှလဲ။ Okay အဲ့တော့စူဇန်ကဒီမေးခွန်းလေးကိုခဏဖြေပူးတာဖြစ်ပါတယ်။ကို့အနေနဲ့ရွှေအကြောင်းကိုစပြီးတော့လေ့လာနေတယ်။နိုင်ငံခြားကနေပြီးတော့ 22K တွေဝယ်ထားတယ်ဆိုရင်ဗီဒီယိုကိုတိကျကြည့်ဖို့အတွက်လိုအပ်နေပါပြီရှင်။ 22K ကကြတော့မြန်မာရွှေနဲ့ကြည့်မယ်ဆိုရင်14ပဲနှစ်ပြားကြီးဖြစ်ပါတယ်။ရွှေပါဝင်မှု61.6%ရှိတော့ရွှေစိမ်းရွှေသားရှိတဲ့ရွှေတွေဖြစ်ပါတယ်။ဒါကြောင့်မို့ပြောရမယ်ဆိုရင်မြန်မာအနေနဲ့ကြည့်ရင်လည်းရွှေကောင်းတဲ့ထဲပါတယ်။နိုင်ငံခြားရွှေအနေနဲ့ကြည့်ရင်လည်းရွှေကောင်းတဲ့ထဲပါပါတယ်။ 22K တွေကကြတော့စူဇန်တို့မြန်မာရွှေနဲ့ချိန်မယ်ဆိုရင်14ပဲနှစ်ပြားဂင်းကားရည်ဖြစ်ပါတယ်15ပဲထက်ဆိုင်ရင်တော့14ပဲနှစ်ပြားရည်သည်4ရွေးနှိပ်ပါတယ်အတိအကျပြောရမယ်ဆိုရင်14ပဲ4ရွေးအရည်ဖြစ်ပါတယ်ဒါကြောင့်မို့ 22K တွေဝယ်ထားမိတယ်ဆိုရင်တိုက်တဲ့နေရာမှာတိုက်သလိုပြန်ပြီးတော့ရောင်းလို့ရတာဖြစ်ပါတယ်ကိုအနေနဲ့ရွှေနဲ့ပတ်သက်ပြီးတော့လေ့လာခြင်းနဲ့ရွှေကိုတိကျသေးစိတ်လဲကူနဲ့ကျဉ်းလေးသိရင်ခြင်းနဲ့ရွှေဆိုင်ဖွင့်ခြင်းနဲ့ဘယ်ဟာစားရမယ်မသိဘူးရွှေအပေါင်းငွေအတိုးလုပ်ငန်းလေးလဲလုပ်ကိုင်ခြင်းနဲ့ကိုကရွှေတွေကိုအပြင်ရွှေတွေဝယ်ထားနော်ဒီကောက်တာစသည်ဖြင့်ပြန်ပြီးတော့မှရွှေနဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေလုပ်ရှင်နေဆိုရင်စူးစမ်းစီမှာရွှေပညာကိုမှအခြေခံအစိမ့်မြင့်မုံမှန်ကုန်တဲ့ပဒိတ်အတာလိုင်စင်အပြင်ရွှေဝယ်တာစတဲ့သင်ခန်းစာရက်တွေကို online class အပြင်တွင်းနေနဲ့မော်လမြိုင်ဖန်အန်းနေပြီးတော့ရန်ကုန်ပသိမ်မန္တလေးတောင်ကြီးမြို့တွေမှာစတင်ဖွင့်လှစ်နေပြီဖြစ်တဲ့အခါကြောင့်မို့တိအရောက်လေးသင်ချင်းနေဆိုရင်ဗီဒီယို screenshot ပြီးတော့အမြန်လာဆိုင်ဖို့လိုပါတယ်စူဇန်ရဲ့ class တွေကလူ3-5အများနဲ့သင်တာမဟုတ်ပဲနဲ့လူနည်းစု private 15ရောက်အယောက်20ဝန်းကျင်သာသင်တာဖြစ်လို့ကိုအနေနဲ့များနဲ့သင်ရတာမကြိုက်ဘူးမရှိရမှလည်းကြောက်တယ်စူဇန်နဲ့အသေးစိတ်ဘိုင်ဝမ်းလေးတွေဆွေးနွေးကျင်နေဆိုရင်တော့အမြန်လာဆိုင်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်